BTS ကအောင်မြင်မှုက2026မှာတခန့်ရတော့မှာလားဘန်ထန်ဆုံးညွန်းတန်းဆိုတဲ့ BTS အဖွဲ့ကကမ္ဘာပေါ်မှာတန်းပေါင်းများစွာသောပရိသတ်တွေကိုပိုင်ဆိုင်ထားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်သူတို့ရဲ့ fandom ရဲ့နာမည်ကတော့ ARMY လို့ခေါ်ပါတယ်အောင်မီပေါင်း16000ကိုပိုင်ဆိုင်ထားတဲ့ BTS အဖွဲ့ကအခုချိန်မှာအခက်အခဲတစ်ခုကိုကြုံတွေ့နေရပါတယ်တကမ္ဘာလုံးကစောင့်ကြည့်နေကြတာကတော့ BTS အဖွဲ့ရဲ့ပိတ်ခံရှင်ဖြစ်တဲ့ CEO ရဲ့ငွေကြီးအရှုပ်ရှင်ပြဿနာတွေပဲဖြစ်ပါတယ် CEO ရဲ့ရင်းနှီးမြှုပ်နှံမှုအမှားတွေနဲ့ငွေချင်းဆိုင်ရာမပွင့်လင်းမှုတွေကြောင့် BTS ကနာမည်ကုန်သတင်းပေါ်မှာအရေးမေးကြီးတစ်ခုကြာရောက်နေတယ်လို့ပါပဲနှစ်ပေါင်းများစွာအပင်ပန်းခံတိစောက်ထားရတဲ့အောင်မြင်မှုတွေက CEO ရဲ့အမှားကြောင့်ပြိုလဲသွားတော့မှလားဆိုတဲ့အတွေ့အကြုံပရိသတ်တွေရဲ့ရှင်ထဲမှာစိုးရိမ်စိတ်တွေပြည့်နေပါတယ်တကယ်တော့ဒီလိုအခက်အခဲမျိုးက BTS အတွက်အသက်ဆန်းတော့မဟုတ်တော့ပါဘူးသူတို့အစကတည်းကစတင်ခဲ့တဲ့လမ်းကြောင်းကမလွယ်ကူကြဘူးဆိုတာကိုကျမတို့တွေ့ရမှာပဲဖြစ်ပါတယ် In BTS's early debut days, this was their dorm. Shoes filled the entrance. Laundry hung all over the living room. There was just so much of it. The bedroom where all 7 members slept. It seems they're not fully awake yet. Now, they begin their day. This is the famous restaurant from back, then Yujong Sikdong, and the owner. BTS later reminisced about those days in their song, Moving On. 일단 같은 한 방을 썼잖아요 우리 가시에서 이제는 룸메이트가 그렇죠 룸메이트가 생겼죠 좋아요 이게 룸메이트가 아니 누가 လွန်ခဲ့တဲ့73နှစ်2013ခုနှစ်မှာ BTS ဆိုပြီးဖြစ်လာဖို့သူတို့ဟာလူမတိတဲ့ agency အသေးလေးတစ်ခုကနေစတင်ခဲ့ရပါတယ်။အခြားနာမည်ကြီးကုမ္ပဏီကြီးတွေက idol တွေနဲ့ရှင်သူတို့မှဘာမှမရှိခဲ့ပါဘူး။အဖွဲ့ဝင်9ယောက်လို့အခန်းချင်းလေးတစ်ခုထဲမှာစုပြုံပြီးအိတ်ခဲ့ရတယ်လို့ထမင်းပိုးနဲ့ကားကကြမှာဘယ်ဟာကိုရွေးရမလဲဆိုပြီးဝေခွဲမရဖြစ်အောင်ငွေကြီးကြီးရဲ့အချက်တွေကြုံတွေ့ခဲ့ရပါတယ်။ရှုကဆိုရင်ပညာသင်စီအတွက်အချိန်ပိုင်း delivery ပို့လို့ရင်ပခုံးတန်ရရခဲ့တယ်လို့ချောင်ကုဆိုရင်လည်းငငယ်လေးနဲ့မိသားစုနဲ့ခွဲပြီးအဆက်ကြောက်ကြီးစွာဒီလောကတွေကိုချွေခုံပစ်ဝင်ခဲ့ရတာပဲဖြစ်ပါတယ်။သူတို့ကိုအဲ့ဒီအချိန်ကလူတွေကတမိုးမရှိတဲ့သူတွေလို့တော့လှောင်ပြောင်ခဲ့ပူပါတယ်။မင်းတို့လို agency အသီးလေးကအဖွဲ့ကဘယ်တော့မှအောင်မြင်မှာမဟုတ်ဆိုပြီးတော့နှိမ်ခဲ့တာတွေကိုလည်းနေ့စဉ်ကြုံတွေ့ခဲ့ကြရပါတယ်။ဒါပေမဲ့သူတို့လက်မလျှော့ခဲ့ကြပါဘူး။ချွေးတွေမျက်ရည်တွေနဲ့ဒီလမ်းကိုသူတို့ဆက်ပြီးတော့ရှောက်ခဲ့ကြပါတယ်။မဖြစ်နိုင်ဘူးလို့လူတွေသတ်မှတ်ထားတဲ့စီးရီကို BTS ကတစ်ခုပြီးတစ်ခုချော်ဖြတ်ပြပါတယ်။2018ခုနှစ်မှာ Love Yourself Dear Evan နဲ့ Billboard နေရာမှာနံပါတ်1စရကြတဲ့သူတို့ဟာကပ္ပဂီတတမိုင်းကိုပြောင်းလဲပစ်ခဲ့ပါတယ်အမတ်တရအရှိဆုံးကတော့ကုလသမဂ္ဂ UN မှာမိန့်ခွန်းပြောခွင့်ရခဲ့တာပါပဲ Maybe I made a mistake yesterday but yesterday's me is still me Today I am who I am with all of my faults and my mistakes Tomorrow I might be a tiny bit wiser and that'll be me too. These faults and mistakes are what I am, making up the brightest stars in the constellation of my life. I have come to love myself for who I am, for who I was, and for who I hope to become. 2018ခုနှစ်မှာ Rap Monster ပြောခဲ့တဲ့ Speak Yourself ဆိုတဲ့စကားလုံးဟာလူငယ်တန်းပေါင်းများစွာကိုကိုချစ်တယ်လောက်အောင်သင်ကြားပေးခဲ့ပါတယ်။ဒါတွေမကသေးပါဘူး2020-2021ခုနှစ်မှာလည်းဒုတိယအကြိမ်တတိယအကြိမ်ဖြစ် UN General Assembly မှာကိုယ်စားလှယ်တော်တွေအနေဖြင့်တက်ရောက်ခဲ့ပြီးကမ္ဘာလူငယ်လူတွေအားပေးစကားတွေပြောကြားခဲ့ရပါတယ်။ဒါဟာ K-pop အဖွဲ့တစ်ခုရဲ့အောင်မြင်မှုထက်ကိုကျော်လွန်နေပြီးတော့ကမ္ဘာတန်တမန်တွေဆိုပြီးတော့ဂုဏ်ယူစရာမှတ်တိုင်စိုက်ထုတ်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့အောင်မြင်မှုအထောက်အထိပ်မှာတိုင်းပြည်အတွက်တာဝန်ကြီးဖို့ဆိုစစ်မှုထမ်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အခုဆိုရင်2026ခုနှစ်မှာတော့အဖွဲ့ဝင်9ယောက်လုံးစစ်မှုထမ်းခြင်းကနေဂုဏ်သိက္ခာရှိရှိနဲ့ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။တက်သေးကထွက်လာတာနဲ့ပြည်သက်တွေအတွက် Arian ဆိုတဲ့ Evan အစ်စ်ကိုလက်ဆောင်ပေးခဲ့ပြီးတော့စိုးမျိုးမှာပြည်သက်တွေကိုအခမဲ့ဖြောပြီးတဲ့ free concert ကြီးတစ်ခုလည်းလုပ်ပေးခဲ့ပါတယ်။ဒါဟာ BTS ကသူ့ရဲ့ army တွေအပေါ်ထားတဲ့စေတနာပဲဖြစ်ပါတယ်။ကုမ္ပဏီရဲ့အရှုပ်ရှင်ဘယ်လိုပဲရှိပါစေသူတို့ရဲ့စိတ်ထဲမှာ army တွေရတာပထမဆိုတာကိုတည်ပြလိုက်တာဖြစ်ပါတယ်။သူတို့ကပို့ပြီးတော့ကျမ်းမာကျန်းခိုင်လာကြတယ်လို့ဂီတပိုင်းမှာလည်းပို့ပြီးရင့်ကျက်လာတာကိုတွေ့ရပါတယ်။ကုမ္ပဏီရဲ့ပြဿနာတွေကြောင့် World Tour ကိုထိခိုက်လာမလားလို့စိုးရိမ်နေကြပေမဲ့လက်တွေ့မှာတော့ BTS ရဲ့အရှိန်အဟုန်ကတားဆီးလို့မရခဲ့ပါဘူး။မကြသေးခင်ကမှ Mexico သမ္မတရဲ့ဖိတ်ကြားချက်နဲ့ Mexico National Palace က Veranda နေပြီးတော့ပြည်သက်တွေကိုနှုတ်ဆက်ခဲ့တဲ့မြင်ကွင်းတကယ့်ကိုရှင်သက်ရှင်မောစရာပါပဲ။
တော်ရှိမှာဆိုရုံးနေတဲ့လူပင်လေကြီးက BTS ကိုဘယ်လောက်ချစ်လဲဆိုတာကိုသိပြနေပါတယ် BTS ကနောက်ထပ်သမိုင်းတစ်ခုလည်းရေးထိုးဖို့အတွက်ခြေလှမ်းအသစ်စတင်လိုက်ပါပြီဇွန်လ19ရက်နေ့2026New York New Jersey Stadium မှာကျင်းပမယ်ပထမဦးဆုံး FIFA World Cup ရဲ့ Final Halftime Show မှာ Madonna နဲ့ Shakira တို့နဲ့အတူတူတွဲဖက်ပြီးတော့ co-headliner အဖြစ်ဖျော်ဖြေသွားမှာဖြစ်ပါတယ်66နှစ်ကြာသက်တမ်းရှိတဲ့ World Cup Final သက်တမ်းတစ်လျှောက်မှာ Halftime Show ဆိုတာမရှိခဲ့ပေမဲ့2026မှာတော့ FIFA က traditional ကိုချိုးဖောက်ပြီးတော့ First Ever Halftime Show အတွက် BTS ကို headline artist အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ် BTS ကအမှုပညာလမ်းကြောင်းနဲ့ပြည်သက်အပေါ်လွှမ်းမိုးမှုကတော့အရှိန်အဟုန်ကောင်းကောင်းနဲ့ရှေ့ဆက်နေစေပါပဲအဆုံးသတ်မှာတော့ BTS ဆိုတဲ့အဖွဲ့ဟာ CEO တယောက်ကြောင့်ဒါမှမဟုတ်ကုမ္ပဏီတစ်ခုကြောင့်ပြိုလဲသွားမယ့်အဖွဲ့မျိုးမဟုတ်ဘူးဆိုတာကိုကျမတို့ယုံကြည်လို့ရပါတယ်သူတို့ဟာအမှောင်ဆုံးညတွေကိုကြော်ဖြတ်ပြီးတော့ကိုယ်တိုင်အလင်းအောင်ဖြစ်လာမယ့်သူတွေပါအာမီတွေဖြစ်တဲ့ရှင်တို့ရော BTS ကဒီခီးချမ်းကြီးမှာသူတို့နဲ့အတူတူအဆုံးထိဆက်ရှိနေပြီဖို့အသင့်ပဲလားရှင်တို့ကိုယ်တိုင်ရောသူတို့ကိုဘယ်အချိန်ကစသိခဲ့တာလဲဆိုတာကို comment မှာမှတ်ပေးသွားခဲ့လို့ရပါတယ်